raising မချောက်ရခြင်းရဲ့အကြောင်းရင်း၃ချက်ကိုပြပြပေးမယ်နော်ဆိုတော့ပထမဆုံးတစ်ချက်ကဒီတို့ဝယ်လိုက်တဲ့ raising ပေါ့နော်ကိုဝယ်ထားတဲ့ raising ရဲ့အချိုးအတိုင်းကိုကဆက်ရမယ်ပေါ့နော် raising ကသူကပုံစံအမျိုးစုံလာတယ်ပေါ့နော်၃ချိုးတစ်ရှိမယ်၂ချိုးတစ်ရှိမယ်၁ချိုးတစ်ရှိမယ်ဆိုတော့သူ့ရဲ့ဒီအချိုးအတိုင်းကိုက raising ကိုဆက်ရမယ်ပေါ့နော်တကယ်လို့အဲ့အချိုးကမှားသွားမယ်ဟာဒနာကိုကပိုးထဲမိတာတို့ဘာလို့ဆိုလို့ရှိရင် raising ကမချောက်ပါဘူးနောက်ဒုတိယတစ်ချက်ကကြတော့ဒီအမတို့ဒီ raising ရဲ့ QR time ရှိရပေါ့နော်ဒီ6တဲ့အချိန်ပေါ့ဆိုတော့ပုံမှန်ရေဘူးကအပြင်က6တဲ့အချိန်က24နာရီပါဆိုတော့24နာရီမပြည့်သေးခင်မှာကိုသွားကြိုက်တာတော့ဘာလို့မလုပ်နဲ့ပေါ့နော်ဆိုတော့24နာရီလုံးဝပြည့်ပြီဆိုလို့ရှိရင်တော့ကိုကုနာအချိုးအစားမှန်အောင်ဆက်ထားတယ်ဆိုရင် raising က6ကို6ပါတယ်နောက်တတိယအချက်ကကြတော့ဒီအမတို့raising နဲ့အယောင်လေးဆက်ပြီးတုံးကြတယ်ပေါ့နော်ဆိုတော့အယောင်မှာကဒီပုံမှန်နှစ်မျိုးရှိမယ်အယောင်အကြည်နဲ့အယောင်အပိတ်ကာလာအပိတ်ပေါ့နော်ဆိုပြီးတော့နှစ်မျိုးရှိမယ်ဆိုတော့အကြည်ကတော့သူကကိစ္စမရှိဘူးသူကတိတ်သေးစားနေတဲ့အတွက်ဒီပုံမှန်6တယ်ပေါ့နော်ကိုပုံမှန်ထည့်တယ်လို့မျိုးဒါပေမဲ့ကာလာအပိတ်မှာတခုတတိထားမှာကြတော့တို့တစ်ခါကြလို့ရှိရင်ဒီအယောင်ကိုမတို့ရင်းလိုချင်တဲ့အချိန်ကြီးရှိရပေါ့နော်အနီရောင်ရင်းလိုချင်တာတို့ပါလို့အချင်းကြောက်လို့ရှိရင်မတို့ကအယောင်ပို့ပြီးတော့ကိုထည့်လိုက်တယ်ပေါ့နော်။ဒါဆိုအယောင်ရင်းရအောင်လို့ဆိုထည့်လိုက်တဲ့အချိန်မှာဒီကိုဖြော်ထားတဲ့ raising ရဲ့ပမာဏနဲ့ဒီအယောင်ရဲ့ပမာဏကအချိုးကမကိုက်ဘူးပေါ့နော်အယောင်ကတအားများသွားတယ်အယောင်ထည့်တာများသွားတယ်ပေါ့နော် raising ကနည်းနေရပေါ့ဆိုလို့ရှိရင် तू ကပြီးရင်ဒိုမိုတဲ့ကိုလောင်းလိုက်တယ်မချောက်ဘူးလားဆိုတော့မဟုတ်ဘူးဒါပေမဲ့အချိန်ပို့ပြီးတော့ပေးရတယ်ပေါ့နော်နောက်မို့24နာရီစောင့်ပြီးတော့ဟာ6လည်းမချောက်ဘူးဆိုပြီးတော့ဖြစ်နေမှာဆိုလို့ပေါ့နော်ဆိုတော့ तू ကဒီအယောင်များသွားတဲ့အချိန်ကျရင် तू ကမချောက်ဘူးဆိုတာဘယ်လိုမျိုးလဲဆိုတော့ဟိုလိုမျိုးကစီဖြစ်တာမဟုတ်ဘဲနဲ့ဒီဘယ်လိုပြောမလဲ raising ကအဲ့လိုပြောလို့ဖက်ကြီးဖြစ်နေပါတော့ကင်လို့တော့ရတယ်ဒါပေမဲ့မမဘူးအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်နောက်ထပ်ကိုအချိန်ထပ်ပေးပေါ့နော်နောက်ထပ်1ရက်တော့2ရက်ပေါ့နော်အဲ့လောက်ဆောင်လိုက်လို့ရှိရင်เนาะ तू က6သွားမှာပါအားလုံးအဆင်ပြေကြပါစေเนาะ